ဒီကချောင်းတစ်ချက်ဆိုးလိုက်တာနဲ့သူမရဲ့ခေါင်းကပြုတ်ကျသွားပါတယ်။ပိုပြီးထူးဆန်းတာကတော့သူမရဲ့လေပင်ကတဖြည်းဖြည်းနဲ့ရှည်ထွက်လာတာပါပဲ။အဲ့ဒီအချိန်မှာပဲထောင်းတနေရာမှာပုံနေတဲ့ကောင်လေးကိုသူမမြင်သွားပါတယ်။သူမဟာလေပင်ကိုဆန့်ထုတ်ပြီးကောင်လေးနောက်ကိုလိုက်ပါတော့တယ်။ကောင်လေးလည်းဒါကိုမြင်တဲ့အခါကြောက်လန့်တကြားနဲ့ချက်ချင်းထပြီးထွက်ပြေးပါတော့တယ်။ဒါပေမဲ့အမျိုးသမီးကတော့သူ့ကိုလွတ်ပေးမဲ့ပုံမရှိပါဘူး။ခဏချင်းမှာပဲအဲ့ဒီလေပင်ကြီးကကောင်လေးကိုရစ်ပတ်နှောင်လိုက်ပါတော့တယ်။သူအသေးအတန်ရုန်းကန်နေတော့မှာပဲတကားအပြင်ဘက်ကနေအလင်းရောင်တစ်ခုရုတ်တရက်လင်းထွက်လာပါတယ်။သူဘာမှတောင်မလုပ်ရသေးခင်မှာပဲပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပျက်လာပါတယ်။နေရန်ပေါ်ကနေမရေမတွက်နိုင်တဲ့မျက်လုံးတွေပြူထွက်လာပြီးသတင်းပေါက်တစ်ခုလုံးကိုအစီဖုံးလွှမ်းသွားပါတယ်။ကောင်လေးဟာအမျိုးသမီးရဲ့လေပင်ကြားကနေအနိုင်နိုင်ရုံထွက်ပြီးအနားမှာရှိတဲ့တကားကိုတွန်းဖွင့်ကအပြင်ကိုပြေးထွက်ခဲ့ပါတယ်။ဒါပေမဲ့အပြင်ဘက်ဆုံးတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကြီးမားလာတဲ့မျက်နှာကြီးတစ်ခုကသူ့ရှေ့မှာပေါ်လာပါတယ်။အဲ့ဒီမျက်နှာကြီးကပါးစပ်ကိုဟားလိုက်ပြီးလေကိုခပ်ဖွားဖွားလေးဆုပ်ယူလိုက်တာနဲ့ပတ်ဝန်းကျင်ကလေထုတစ်ခုလုံးပါးစပ်ထဲကိုပါသွားပါတော့တယ်။ကောင်လေးဟာပြင်းထန်တဲ့လေးဆုပ်အားကြောင့်ပါးစပ်ထဲကိုပါသွားတော့မယ့်အချိန်မှာပဲနောက်တစ်စက္ကန့်မှာတော့အဲ့ဒီမျက်နှာကြီးကလေကိုပြန်ပြီးအားနဲ့မှုတ်ထုတ်လိုက်ပါတယ်။လေပြင်းနဲ့မှုတ်ထုတ်လိုက်တာကြောင့်ကောင်လေးဟာလွင့်စင်သွားပြီးအဝေးကတောအုပ်ထဲကိုအရှိန်နဲ့ကျသွားပါတော့တယ်။မြေပြင်ပေါ်ကနေအနိုင်နိုင်ပြန်ထပြီးအမောတကောအသက်ရှူနေတော့မှပဲမှန်အိမ်လေးကင်ထားတဲ့မိန်းကလေးတစ်ယောက်ကိုလှမ်းမြင်လိုက်ရပါတယ်။နောက်ဆုံးတော့ပုံမှန်လူတစ်ယောက်ကိုတွေ့ရပြီးလို့တွေးပြီးနှုတ်ဆက်ဖို့ပြင်လိုက်ပေမဲ့အဲ့ဒီမိန်းကလေးကတဖြည်းဖြည်းချင်းလှည့်ကြည့်လာတဲ့အခါမှာတော့